Big Hello ဒီနေ့ကဒီမျက်မှန်ဝယ်လာတာဒီ box ထဲမှာဘာတွေပါလဲတစ်ချက်ပြမယ်ပေါ့နော် Wait no I'm gonna put itဒါJada Monster ဝယ်လာတာပါ New York City Soho showroom ကနေဝယ်လာတာပေါ့နော်ဒါသူ့ရဲ့စကူ box Jada Monster အထဲမှာဒီလိုဘူးလေးသူပါတယ်သူဒါစကူ box ထဲမှာမျက်မှန်ဘူးလေးပါတယ်ပေါ့နော်မျက်မှန်ဘူးထဲမှာကမျက်မှန်အိတ်ပါတယ်မျက်မှန်အိတ်ကသူကဒီဇိုင်းကတစ်မျိုးနဲ့မတူဘူးပေါ့နော်ဒီတစ်ခါဒီ Moody ဒီဇိုင်းကိုအတွက်ဒီမျက်မှန်အိတ်ပေါ့နော်ဒီမျက်မှန်အိတ်မှာဒီအရှိမ Jada Monster လို့စာတန်း logo ပါတယ်ပေါ့နော်ပြီးတော့အိတ်ကဒီလိုတားလိုက်နဲ့ပေါ့နော်ပြီးတော့ဒီဒါလေးပါမယ်ဒီထဲမှာဘာကတ်ဒီပါလဲတစ်ချက်ကြည့်မယ်နော်โอเคဒါလေးပါတယ်ဒါ voucher Jada Monster showroom က voucher ဒါမျက်မှန်တုတ်တဲ့ပေါ်ဝါပေါ့ Jada Monster logo နဲ့ဟာပါမယ်ပြီးတော့ဒါက logo နဲ့သူ့ရဲ့ဒီ model brand ဟာပေါ့နော်နာမည်ထားမေဝယ်လာတဲ့ဟာက Moody 02 brown color ဒီလိုကတ်လေးတူတူပါတယ်နောက်တစ်ခုက Jada Monster authentication card ဒီ authenticity certificate card လို့သူရေးထားတယ်ပေါ့နော်အဲ့ဒီအနောက်မှာပါလဲဆိုရင်ဒီ item number ဒီသူ့ရဲ့ model number ပေါ့ model number ကဒီမှာရေးထားတာ Moody 02BR ဆိုရဲဟာဝိုင်း Moody 02BR ဆိုတာ brown color ပေါ့နော်ပြီးတော့ဒီမှာ serial number ဆိုပြီးတော့ပါတယ် serial number အပေါ်မှာလေ sticker လေးကတ်ထားတယ်တူလားမမြင်ရလားမသိဘူးဒီ sticker လေးကတ်ထားတယ်အဲ့ sticker ပေါ်မှာဘာရေးထားရလဲဆို serial number ကိုကြည့်ဖို့အတွက်ဒီ sticker ကိုတဲ့ခွာလိုက်တဲ့အဲ့လိုရေးထားတာပေါ့နော်အဲ့ serial number ဆိုတာဒီတစ်ခုနဲ့တစ်ခုမတူဘူးပေါ့နော်ဟုတ်မလားအဲ့တော့အောက်က store ကကြတော့ New York NY flagship store ရှိရယ်ပြီးတော့ဝယ်တဲ့ date က December 30 2025warranty က1 year လား2 year လားမသိဘူးပေးရမိသွားတယ်လို့သူပြောတာပြီးတော့ဒါကြတဲ့ Jada Monster ရဲ့manual card ပေါ့နော်အဲ့ဒါပါတယ်Jada Monster ကသူ့ရဲ့ပေါ့နော်ဒီ feature တစ်ခုကကြတော့သူကတော်တော်များများလည်းသိပြီးသားဖြစ်မှာဒီ frame ကိုမျက်နှာနဲ့ဟိုပေါ့နော်ဟိုအဆင်ပြေတဲ့ comfort ဖြစ်လောက်တဲ့အနေအထားတွေကို तू က adjust လုပ်ပေးရပေါ့နော်မေးဆိုရင်ဒီမျက်မှန်ကိုဒီ try ကိုလုပ်ကြည့်တော့ကဒီ display ပြထားတဲ့မျက်မှန်တွေမှာ try ကိုလုပ်ကြည့်တော့ကအဆင်ပြေတယ်ကွာဟုတ်လားဒါပေမဲ့သူတို့အသစ်ထုတ်ပေးတဲ့အခါကျတော့ဒီ frame ကဒါမျက်နှာကိုအဲ့လိုလေ squeeze လုပ်ထားညှစ်ထားသလိုမျိုးအရန်ကြက်တာဒီဘေးဟာအရန်ကြက်ပြီးတော့မျက်မှန်ကဒီ nose bridge ပေါ့နော်ဒီ nose bridge pad ပေါ့နော်ဒီဟာလေးဒီနှစ်ခုလေးလားအဲ့နှစ်ခုကအောက်အရန်ကြာတော့ကွာဒါတော့ဖြစ်မသိရင်လေဟို6လုံးဖတ်လို့ပါတော့လေဒါငယ်ငယ်တုန်းကဟိုဟာဗာလဲ6လုံးဖတ်လို့ဘောလုံးမင်းသားတို့ခက်ကားဟာလိုမျိုးလို့ခံစားရတယ်ကွာအဲ့ဒါနဲ့သူတို့အဲ့ကြောင့်ပြတဲ့ခါကျတော့သူတို့ကဒီခိုင်းကိုဘေးကိုနည်းနည်းချဲ့ပြီးတော့ nose bridge pad ကိုပြင်လိုက်တယ်ကွာအဲ့တော့အခုကတော့ so much better ပေါ့နော်okay ဒါကတော့showroom ကနေပြီးတော့ဝယ်လာတဲ့ပစ္စည်းပေါ့နော် showroom ကနေဝယ်လာတဲ့ပစ္စည်းလေးမှာအထဲမှာပါလဲဆိုတာကိုပြသထားဖြစ်ပါတယ်အားလုံးပဲ bye bye